ဒီနေ့ကမင်းများနေဆိုတော့အားလုံးဘာတွေလုပ်ကြလဲရင်ကိုယ့်ရဲ့မိနဲ့ဘလူးပျော်ရွှင်စွာဖြတ်သန်းကြလဲဆိုတာကိုမျှဝေခဲ့ကြပါအောင်နော်။နေရတော့မမေအတွက်တစ်ခုခုထူးထူးခြားခြားလေးလုပ်ဖို့စီစဉ်ထားပါရဲ့ရှင်။အမေအကြိုက်လည်းဖြစ်အောင်လို့ပေါ့နော်။အရင်ဦးဆုံးမနက်စောစောထားပြီးတော့ထုံးစံတိုင်းလှုပ်ရှားရှိတဲ့ဝေယဝိစာရဲ့ကုံလုံးကိုအရင်လုပ်လိုက်ပါမယ်။ဒီဆိုမှပဲထူးထူးခြားခြားလုပ်မဲ့အရာလေးကိုဆက်ပြီးပြောပြပါမယ်နော်။ဒီနေ့နိုင်ကမိအကြိုက်ထញ្ញမ်းမုံလေးလုံးပါပါဒါတော့အညာရဲ့ဒေတာစားစာလေးတစ်ခုပေါ့နော်မိမိကတော့အရင်ကြိုက်ပါတယ်ထញ្ញမ်းရည်လေးနဲ့လုပ်တဲ့မုံလေးပါရှင်နဲလေးဖြူပြီးတော့လုပ်တာပေါ့နော်ဒီမုံလေးကမိမိအရင်ကြိုက်လို့မိမိအတွက်လုပ်ပြီးဖြစ်ပါတယ်အမေများနေအထိမ်းအမှတ်နဲ့ပေါ့နော်အားလုံးပဲတာယာချမ်းမြေ့တော့မင်းများနေချပါစေရှင်